ဟဲ့မမနန်းကိုနော်ဘယ်ကောင်သွားမှန်းတာလဲမသိဘူးနော်ကွန်မန့်ရရှယ်ချမ်းတယ်နော်ဒီလားရှင်ထွက်တာနဲ့တဲ့ကိုရွှေညာဘယ်နှချီဆွဲလိုက်လဲမနန်းတဲ့ဟိုးမနန်းဘယ်လိုဖြေတာမလဲဆိုတော့တော့ကြည့်မလား စလားဖြေပေးပါဦးဒီမှာဒီလားရှင်ထွက်တာနဲ့တဲ့ ဒါကြီးဖြေးတယ် ဒါကြီးဖြေအေးလေးဖြေလေဖြေလေအမ တရားရှင်ဝင်တာပါပြည့် ဘယ်နှကြောင်ဆွဲပြီးလဲတဲ့ ဟာ ဘယ်နှကြောင်ဆွဲလိုက်လဲနဲ့ ဘယ်နှကြဟာ ဟမ် လောက်ပါကိုရွှေညာ ဘာတွေမင်းတာလဲလို့စာရွက်ပေါ်မှာမြင်းကြောင်ဆွဲတာကိုပြောရလားဘာလဲလို့ အေးဟုတ်တယ်နော် ကိုရှင်ညာဘာကိုပြောလဲဘယ်နှကြောင်ဆွဲပြီးလဲဘယ်နှကြောင်လဲ ရောင်း ငင်းချောင်းဆွဲတာ ရမဆွဲဘူး ဟာကိုရွှေညာကကြောင်းမမဆွဲဘူးလေ ညနေ နော် ပါတွေဆွဲတယ်မဟုတ်လားဘယ်နှကြောင်ရပြီလဲ ဟုတ်တာပဲ မပြေလိုက် ငင်းချောင်းလေးပါဆွဲမဆွဲဘူးလေဟာကိုရွှေညာဤကန္နာတက်လို့စားနေတာဟာ ကင်မရာအောက် အနောက်မှာဖေမြောင်ကြီးအော်ကင်မရာအနောက်မပို့ရဘူးနော်ဖေမြောင်ကြီးနဲ့မို့လို့လေအေးရှယ်ကျန်းတယ်ကွာ ဆယ်ကြောင်ဟော ရှယ်ချောင်း 3ကြောင် ဟာ ရက်ဆိုတကြောင် ကျန်းတာပေါ့ โอเคတယ်နော် ကတော်ကြီးနဲ့မမနိုင်ရဲ့ရှယ်